မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပေါ့နော်ဒီယာတိဥတုပေါ့နော်ယာတိဥတုဆိုတဲ့ဟိုချိုးဖြစ်တဲ့အကြောင်းပြောချင်တာပေါ့နော်ဘယ်လိုဒါဆိုတော့တတိထားမိကြလားမသိဘူးအခုဒီနှစ်ထဲမှာဆိုရင်မိုးရမ်းကောင်းတယ်မိုးရမ်းကောင်းတယ်ဆိုတာမုန်တိုင်းဒီခဏဝင်နေပေါ့နော်မိုးတော်ကောင်းတယ်ပြီးတော့အခုဒီယာတိပေါ့နော်အောက်တိုဘာနိုဝင်ဘာဆိုလည်းမိုးနှောင်းပေါ့နော်ကျွန်တော်ကမိုးကုံစောင်းခုဖြစ်ပြီဆိုတော့ကျွန်တော်ကဒါပြောရမယ်ဆိုလို့ရှိရင်မိုးချိုးဖြစ်နိုင်ချေများတဲ့ဒါပေါ့နော်ယာတိဥတုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာကျတော့ကျွန်တော်ပေါ့နော်မိုးချိုးဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ကဒီရှောင်းရန်ဆောင်ရန်လေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ပြောပြချင်တယ်ပြီးတော့အခုနောက်ပိုင်းပေါ့နော်ကျွန်တော်ဒီပူတဲ့ယာတိပေါ့နော်ရောက်လာတဲ့အချိန်ကျရင်လေကျွန်တော်တို့အပူပိုင်းပုံတိုင်းတွေဖြစ်တဲ့အခါကျရင်မိုးချိုးတွေကပေါ့နော်အဲ့လိုဖြစ်နောက်ပိုင်းတိတာလာတယ်ပေါ့နော်ယာတိဥတုပြောင်းလဲကြောင်းဒီမိုးချိုးပြစ်တယ်ဆိုတဲ့ဟာရနောက်ပိုင်းခက်ဆက်စိတ်ကြားလာတယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်ရတာပေါ့နော်ဆိုတော့ဟုတ်ပြီပေါ့နော်ကျွန်တော်တို့ကဒီမိုးချိုးပေါ့နော်ကျွန်တော်ဒီမြို့ပေါ်မှာရှိတဲ့သူတွေမျိုးကတော့ဒါမိုးချိုးပြစ်တယ်ဆိုရင်ကျွန်တော်တို့အများစုကတော့ဒီအစာအုပ်ထဲမှာပဲရှိကြတယ်ပေါ့နော်အစာအုပ်ထဲမှာရှိတဲ့အခါကျရင်ကျွန်တော်တို့ကတခုရှိတာအစာအုပ်ထဲမှာရှိတဲ့အခါကျရင်မိုးချိုးတန်ကြတဲ့အခါကျကျွန်တော်တို့ကပြတင်းပေါက်ကနေကျွန်တော်ဝေးနေပါပေါ့နော်ဝေးနေပါနောက်တစ်ခုကကြတော့ကျွန်တော်ကအဲ့အချိန်မှာကျတော့ရေတွေပါရောသွားထိလို့မရဘူးရေပိုက်တွေပါရေတွေပါရောသွားချိုးနေလို့မရဘူးရှောင်ထားမယ်ပေါ့နော်အဲ့ဒါလည်းပါတယ်ပြီးကျွန်တော်တို့ကဒီမီပလက်ပေါက်တွေဘာတွေအဖုံအားသွင်းနေနဲ့သုံးနေတာမျိုးဆိုရင်ဒါဖြုတ်ထားမီပလက်ပေါက်တွေပါနဲ့တော့ဝေးမှနေပေါ့နော်ဖြစ်နိုင်လို့ကျွန်တော်အိမ်မှာဆို breaker တွေပါချောင်းချထားတဲ့ပေါ့နော်ဒါတမျိုးရှိတယ်ပေါ့နော်ပြီးရင်အဲ့အချိန်မှာကျွန်တော်တို့ကဒီကျိုးကတော့ပြောတော့ဖုန်း3နာရီပါတယ်ဒါမသုံးသင့်ဘူးပေါ့နော်မသုံးသင့်ဘူးဒါလည်းရှိတယ်ပေါ့တော့အဓိကတော့ကျွန်တော်တို့ကအဓိကဖြစ်များမှာကတော့ကျွန်တော်တို့ကဒီပြတင်းပေါက်ကနေဝင်းနေပါနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ့ဒီမှာရေချိုးတာလို့ပေါ့နော်ရေကိုမိုင်ကောင်းနဲ့ရေ3နာရီပါမလုပ်ပါနဲ့ပြီးရင်ကျွန်တော်တို့ဒီ plat ပေါက်တွေပါတယ်တော့မသုံးပါနဲ့ဒါအနေများပါတယ်ပေါ့နော်အဓိကတော့ဒါကျွန်တော်တို့မြို့နေလူတန်းစားတွေကတော့ဒါရှောင်းရမယ့်ဟာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအမြဲဆိုတော့နေရသူတွေကြတော့ပေါ့ကျွန်တော်တို့ကဒီမြို့ပေါ်မှာပဲကျွန်တော်တို့ကအမြဲနေတာပုံလေးကျွန်တော်ကနေမှာလဲကျွန်တော်နေကြအောင်ပါပေါ့နော်ခီးတွေပါသွားကြအောင်နေမှာလဲကျွန်တော်ကစိုက်ပျိုးနေတဲ့ဟိုပေါ့တောင်သူနယ်သမားတွေရှိတယ်ဒီဆိုင်ရှာစိုက်နေတဲ့သူတွေရှိတယ်ဒီလိုတွေရှိတဲ့သူတွေကျွန်တော်တို့ကဒီမူဂျိုးတွေပါတွေဒါပြစ်လာမဲ့ချိန်ကျကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့စာအုပ်ကိုနားမှာစာအုပ်ရှိရဆိုရင်ဒါပေါ့နော်စာအုပ်လေးတွေကိုကျွန်တော်ပြေးပြီးတော့ပုံနေပါပေါ့နော်ဒါကတော့စိတ်ချပါတယ်အဲ့လိုမှမဟုတ်ဘူးပေါ့နော်ဒါဘေးမှာမရှိဘူးဆိုတော့ကျွန်တော်တို့ဘေးနားမှာဒီကရေနဲ့ပေါ့နော်ဒါဝေးတဲ့နေရာကိုသွားပါပေါ့နော်ရေနဲ့ဝေးတဲ့နေရာကိုကျွန်တော်တို့သွားပါတစ်ပင်အောက်တီတို့ပေါ့တောင်ဘိုးပေါ့နည်းနည်းကုန်းမြင့်တဲ့နေရာတွေပါတယ်တစ်ပင်အောက်အဲ့ဟိုဟာတွေတော့တစ်ပင်နဲ့အဲ့လိုနီးတဲ့နေရာတွေမသွားပါနဲ့ပေါ့နော်အဲ့တော့သူကမိုးချိုးရဲ့တဘာဝတော့သူအမြင့်ဆုံးနေရာကိုအရှင်ဆုံးပေါ့ပစ်တာဆိုတော့အတွက်ကြောင့်အဲ့ဒီနေရာမှာရှယ်စကွင်းနဲ့တော့ကျွန်တော်ကမလွတ်ပါဘူးပြီးတော့ပေါ့နော်အဲ့မိုးချိုးဟိုဟာဖြစ်နေတဲ့အချိန်မှာကျန်တဲ့အဲ့ဒီဟိုဟာနည်းနည်း15ပေ20လောက်ပေါ့နော်ဒါဝေးရမှာကျွန်တော်နေပေးပါပေါ့နော်နောက်ဆုံးဘလို့မှရှောင်လို့မရတော့ဘူးပေါ့နော်ဒီလေခွင်းထဲမှာတော့ဘေးပတ်ဝန်းကျင်မှာလည်းဖြောင်းလို့ဖြူလို့ဆိုဒီကိုတယောက်လေးရှိနေတဲ့အချိန်ကြရင်တော့ဝန်ရမမောက်ပါနဲ့ပေါ့နော်သူကဝန်ရမမောက်ပါနဲ့သူကပြောတယ်ဝန်ရမငုတ်တုတ်လေးထိုင်ချလိုက်ပါပေါ့နော်နားနှစ်ဖက်ကိုပိတ်ပြီးတော့ဒါငုတ်တုတ်လေးထိုင်ချလိုက်ပါပေါ့နော်ငုတ်တုတ်လေးဒီလိုလေးပုံစံမျိုးလေးထိုင်ချလိုက်ပါတော့ဝန်ရတော့မမောက်ပါနဲ့ပေါ့နော်ကျွန်တော်တို့ကတော့ပုံမှန်ဆိုတော့ဒီတခုဖြစ်တယ်ဆိုတော့ဝန်ရမောက်တဲ့အကျင့်တွေကအားလုံးကပါလာပြည်သားလေအခုဆိုပူဆိုးတယ်ပေါ့နော်ဖုန်းတိုင်းနဲ့ဆိုရင်ကိုလည်းဖုန်းတိုင်းဆိုတည်ရမှာတခါတည်းနှာခေါင်းထဲထိုးပြီးသားလေအဲဆိုတော့ဝမ်းတော့ဒီမိုးချိုးပြတဲ့ခြေတန်းအဲ့လိုဝမ်းရနေတော့မမောက်ပါနဲ့ပေါ့နော်ဒီကတော့ဘာမှရှောင်ရဲလို့မရတော့ဆိုတော့အသက်နိုင်ဆုံးပေါ့နော်ဒါဘယ်လိုညံအသက်ကိုညံဆောင်တဲ့ပုံစံမျိုးလေးပေါ့နော်ငုတ်တုတ်လေးထိုင်နားတစ်ပတ်ကိုတခြားပိတ်တာပါဆိုဒီကောင်းရဲ့အသက်ရတယ်တိတ်ကျဲတဲ့အခါကျတော့နားတွေပါလေကန်းသွားနိုင်တယ်ပေါ့နော်နောက်ဆုံးမိုးချိုးပြလို့မသေးတော့မှနားကန်းပြီးနားတွေပါလေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါလေးရှိရပေါ့နော်အဓိကကျွန်တော်တို့ကမြို့ပေါ်မှာဖြစ်ဖြစ်ဒီနယ်မှာပဲဖြစ်ဖြစ်ပိုးချိုးဖြစ်တယ်ဆိုရင်အဓိကကျွန်တော်ကရေနဲ့ဝေးတဲ့နေရာပေါ့နော်ရေထိနိုင်မဲ့နေရာတွေရှောင်ပေါ့နော်အဓိကတော့ဒါအဓိကအချက်ပေါ့နော်ပြီးတော့ဟိုကုန်းမြင့်တွေဒါကုန်းမြင့်တဲ့နေရာတွေတစ်ပင်အောက်တွေဟိုမြင့်မားတဲ့ဟိုဟာတွေရှိတဲ့နေရာမှာမနေနဲ့ဒါတော့ပေါ့နော်ဒါတော့နေတွေအတွက်ပေါ့နော်အဲ့ဒါတွေပါပေါ့နော်အဓိကဒါပါပဲဟိုမိုးချိုးပြစ်တာကတော့အခုဟိုပေါ့နော်အခုစောင်းရည်ရောက်ပြီပေါ့နော်စောင်းရည်ရောက်ပြီဒါပေမဲ့နေရာတွေရောက်လာတဲ့အခါကျရင်ပေါ့နော်အပူပိုင်းမုန်တိုင်းတွေကလာတော့မှဗျာဒီအရန်ပူတဲ့ချိန်ကျရင်
လေဒီတိုက်ပြီးတော့မိုးချိုးတွေပြေတော့ပုံတိုင်းပေါ့နော်တော်တော်ဦးနောက်ပါဆိုတော်တော်များများကြားလာရပြီအဲဆိုတော့ခီးလေးစိုက်ကြပါပေါ့နော်ဒီကနေကကျွန်တော်တို့တောင်သူဦးကြီးတွေပေါ့နော်တောင်သူဦးကြီးတွေကျွန်တော်တို့ဒီနေမှာအလုပ်လုပ်နေရတဲ့ကျွန်တော်တို့ကိုတွေအမတွေမောင်နေအမတွေဟောတယ်ဒီလိုစိုက်ကြပါပေါ့နော်